လိုက်တော့ကင်မရာအစမပြေလို့ဗီဒီယိုလေးနဲ့ပဲချအင်္ဂါမကျော်ပိုင်းလေးတွေတော့အင်္ဂါမကျော်လုံးပိုင်းလေးတွေအင်္ဂါမကျော်ပတ်တီးလေးတွေအင်္ဂါမကျော်ပတ်တီးလေးတွေကြည့်မယ်6 3ပေါင်းတော့ဟိုပေါင်းတော့ဟို6ပေါင်းတော့ခေါ်8ပေါင်းတော့ရှာမချပ်တလုံးစဟိုကကိုတလုံးခေါ်တလုံးလုံးပိုင်းကမကျော်လုံးပိုင်းနေဒီပေါင်းတော့8ပိုင်း80ငါးတဲ့ပေါင်းတော့5ပိုင်း50ကိုက90ကိုက90 6ပါ60 10ပါ80အဲ့ပြီးရင်ဒီမှာ6နှစ်ပေါင်းတော့8ပါ8ပါဒီမှာ6နှစ်ပေါင်းတော့8ပါခေါ်8ပေါင်းတော့5ပိုင်းကငါလေးတော့3လေးကခေါ်မိုင်းရဒီမှာခေါ်တော့ညစရှောင်းကဒီပိုင်းငါတစ်စပြီးရင်အနီလေးနဲ့ပါပြန်လည်းပဲပါအဲ့ချုပ်ပါနေ့ရ6ရ8နဲ့9နဲ့ပေါင်းတော့ကိုယ်နဲ့ပေါင်းတော့ခေါ်9ပေါင်းတော့6ရ9ရပေါင်းတော့5ခေါ်ပိုင်းက90 5ပိုင်းက50 3ရ1ရပေါင်းတော့4နဲ့8နဲ့ပေါင်းတော့8ပေါင်းတော့2ပါဝါ
စင်းနေဒီကောင်ပါဝါဖြစ်နေတယ်ဒီငါရတာမှတ်ဒီကောင်အရှိန်နေလိုက်တော့နိကရှောက်ကောင်ပေါင်းတော့3ပေါင်းတော့1ရှောက်အဲဒီကောင်ကိုကောင်နဲ့ရှစ်အဲ့ဒါကိုကောင်နဲ့ရှစ်မယ်ဆိုတော့အနေလေးနဲ့ရှစ်ညတက်ပေါင်းတော့ဒီပါဝါချဒီချက်ပေါင်းတော့ဟိုပါဝါလေးရှောက်လေးပေါင်းတော့ပေါင်းတော့ဒီပါဝါရှာဒါလေးအောက်ကမသွားသေးဘူးအပေါ်မှာဆက်လာလာခွန်တက်ပေါင်းတော့ရှေ့ပေါင်းတော့ငါတက်ပေါင်းတော့ချမလာချရှောက်ခွန်ပေါင်းတော့ပါဝါချပတိရချစ်ပတိငါတေပတိချစ်ပတိရှောင်းငါပတိခွန်ချစ်ပတိခွန်ပတိမှာခွန်တေချစ်ပတိမှာ3ချစ်9ချစ်ထွန်းရှောက်ပတိမှာ6ချစ်ထွန်းငါပတိမှာ9လေးထွန်းရှစ်ပတိမှာရှစ်5ထွန်း1ချစ်ထွန်းခွန်ပတိမှာခွန်3ညထွန်းငါပတိမှာ9တေထွန်း1ပတိမှာ9တေကြောက်တယ်ပတိနှလုံးရှင်းတယ်အဲ့ဒါမှတော့ချင်းကဒီမှာတော့ကွန်ပတိတစ်ချောင်းချင်းနဲ့ကခွန်တက်ခွန်ချခွန်တက်ရှစ်ပတိနဲ့ရှစ်တက်ရှစ်ချဒီနေ့ကွန်တက်ကိုနှစ်တက်နှစ်ချမှာတော့ဘာအောင်လဲဆိုတော့ကွန်တက်ဒီမှာကွန်တက်အောင်လဲခွန်ချစ်နှစ်ခွန်တစ်ချောင်းကတော့ခွန်တက်အောင်အဲဒီမှာခွန်တက်အောင်ပါတယ်
ပတ်တိလေးတွေနော်9ရ10ရပတ်တိပါ6ရ9ရပတ်တိပါ10ရ9ရပတ်တိပါ9ရ1ရပတ်တိပါ10ပတ်တိပါကျန်တာကရှင်းကပ်ဒီမှာ content အောင်6ပတ်တိကိုခိုးလိုက်ကမယ်6ခိုး6လေး9ပတ်တိကိုခိုးလိုက်ကမယ်9ခိုး9လေး9လေးအောင်မယ်ဒီမှာ9လေးအောင်ပါတယ်ပြီးရင်ချစ်ပတ်တီတို့ညငါကမယ်ချစ်တုံညချင်းငါချင်းငါအောင်ဒီကွခွန်တုံညခွန်ငါခွန်တုံညလည်းအောင်နှစ်တုံညနှစ်ငါအောင်အမှဆိုရင်ချစ်တုံညချင်းငါအောင်ခွန်တုံညခွန်ငါခွန်တုံညအောင်နှစ်ခွအောင်အဲဒီမှာချင်းငါရဲ့ခွန်တုံညရဲ့အောင်ပါတယ်ချင်းငါနဲ့ခွန်တုံညအောင်ပါတယ်ချင်းငါနဲ့ခွန်တုံညအောင်ပါတယ်ချင်းငါ2ရက်စာ2ရက်အတွင်း2ရက်တစ်ချိန်ယူရတော့ပါအမစင်္ဂါနဲ့တမန်အောင်ပါလေစင်္ဂါနဲ့ကိုမညာအောင်ပါလေဒီမှာ9မိုင်ကိုတစ်ချောက်ကပ်မယ်9တေ9ချ9တေအောင်တစ်ပိုင်ကိုတစ်ချောက်ကပ်မယ်တစ်တေတစ်ချောက်အောင်ပြီဒီမှာလည်းတစ်ချောက်အောင်မယ်ဒီမှာလည်းတစ်ချောက်အောင်အဲ့မှာက9တေအောင်မယ်6တေအောင်9တေညနေ6တေมาเลยနှစ်ပွဲအောင်ပါတယ်၄ချိန်မှာနှစ်ပင်အောင်တော့အတိချက်တယ်အောင်အတိရဲ့ချက်တယ်အောင်လေအဲဒီအောင်မှာကဘာတွေလာမလဲဆိုတော့8ကို3ချက်က8ကို3ချက်က6ကို3ချက်က1ကို3ချက်က8ကို3ချက်ကဟုတ်ပြန်နေရအောင်မကောင်း8ကို3ချက်ကမယ်ချစ်တော့ချစ်ချစ်9
ချစ်တုံးကမယ်63 6ချစ်တစ်ကို3ချစ်ကမယ်1 3 1ချစ်1 3 1ချစ်ပါYes sir. တနင်္လာအင်္ဂါ Yes sir. အမ break တွေဒီ break တွေရတာ break တွေမပြတော့ချုပ်မှာဆိုလို့ break တွေလည်းမှန်တယ်နော်ခွန်2 5 3ည break တော့ချအောင်လည်းပေါ်မှာလည်းအောင်အဲ့ဒီပြချုပ်သွားမှာဆိုမကြည့်ခွန်2 breakဒီခွန်2 break ကဒီမှာ6ချစ်ထွက်break line နေရှိတယ် break line လေးတစ်ချက်ပြဗီဒီယိုကြတာရှိတော့ဒီမှာလည်း level မှာ6လေး break အမှ6လေးခွန်2 break 6တက်ထွက်break မခွန်2 break 6ချစ်ထွက်5 3ည break 3ည break ထွက်5 3ည break နှစ်ဆိုင်လုံး5 3ည break 4 5ထွက်3ည break ထွက်နှစ်ခွန် break မခွန် break ထွက်3 break 3 break ကလည်းဒီမှာ3 break ကလည်းဒီမှာထွက်သွားဒီမှာလည်း break အဲဒီမှာထွက်သွား6 break နှစ်ဆိုင်စလုံး6 break ဒီမှာဟောဒီမှာ5 6 break break 4ခွန် break ကလည်း2ခွက်ထွက်တယ်နော် break 2ခွက်2ဆိုင် break 2ဆိုင် break က2ခွက် break က2ခွက်6ကလည်း2ခွက်2ခွန်6 break 2ခွန်6 break အဲ့ဒါမှမရအဲ့ဒါပဲရှစ်ဟိုမှာမတချောင်းမဟုတ်လေပါခွန်လေးပေါင်းတော့1နဲ့ပေါင်းတော့2ပြရမှာဒီမှာ2ခွန်5ခွန်တချောင်းမဟုတ်2ခွန်
8388မှန်တယ်8388မှန်တယ်ဒီမှာမှားတာနှစ်ခွန်ဒါနှစ်ဖြစ်ရမယ်နှစ်တော့နှစ်ခွန်ဘယ်နဲ့ပြန်ရလဲဆင်ပြေသေးနှစ်3ရယ်နှစ်ချစ်နှစ်3ရယ်နှစ်ချစ်ရယ်ပြီးရင်ခွန်3ခွန်ချစ်ဒါခွန်3ခွန်ချစ်8388တော့နှစ်ချစ်ခွန်3ခွန်ချစ်ရတာပါပဲမလေးဒီမှာပေါင်းလာမှားပါလားခွန်လေးပေါင်းတော့တင်းနဲ့ပေါင်းနှစ်ဖြစ်ရမှာတစ်ချောက်ကြီးသွားရည်ရှင်းနှစ်ခွန်3ချစ်ကမှာနှစ်ခွန်break တွေဒါလိုက်သွားတယ်နော်ဒီမှာတစ်ချောက် break ကလည်းဒီမှာငါတစ်ထွက်တော့လာတယ်ဒီမှာတစ်ချောက် break တော့အကုန်ထွက်သွားတစ် break တစ်ချောက် break 3 break ခွန် break break နဲ့တိုက် break တိုက်တယ်မပြတော့9 3ည break ဒီမှာ3ညဒီမှာ9ဒီမှာ9ဒီမှာ3ညနှစ်ဆိုင်အဲ့လိုသွားဒီမှာခွန်နဲ့9 3ည break ကိုချစ်ခွန် break ဒီမှာတစ်ကို3ည break နှစ်ဆိုင်တွေကိုလေးနှစ်ခွန်ပေါ်မှာလဲ66နှစ် break ကိုလေး break က3ညကိုထွက်တယ်ကို break အပေါ်မှာလည်းကိုလေး break ဒီမှာလေး break အပေါ်မှာတစ်ပေါ်တော့ break ကြောရလဲမိုင်းရှယ် break ကြောရလဲကောင်းရှယ်နေရစာတွေပါနှစ်ပင်ဆိုင်တွေပါအမီးရတော့မချင်းကိုယ်ကရအလိုဆိုင်ဒီဝါတော်လေးနဲ့တော့ကောင်းဒီအချက်တူကတူစားအဲ့ဒါရှိပါ
ပါတယ်အင်္ဂါနေ့ထိလေးတရားလဲလှတယ်အဲ့တော့ဒီ၄ချိန်မှာနှစ်ခွန်6တစ်ပြိတ်နှစ်ခွန်6တစ်ပြိတ်ပြိတ်ကနှစ်ခွန်6တစ်ပြိတ်ပဲ၄ချိန်မှာနှစ်ခွန်တစ်ချိန်တော့လာမယ်ချိန်ဒီနှစ်ခွန်6တစ်ပြိတ်ပါနှစ်ရက်စာနှစ်ခွန်6တစ်ပြိတ်မိန်ဩတော့ချစ်တော့ချစ်မိန်ဩဟိုမှာကာလာမစိုးအောင်ကြံငါတဲအောင်လေချက်ကလေးပုံမှန်တစ်ချိန်အောင်လေတစ်ချိန်အောင်လေနှစ်ချိန်အောင်လေနှစ်ချိန်အောင်လေပရိသေတော့အကုန်လုံးနှစ်ချိန်လေးပဲအောင်မတော့ငါတော့ညရှိဝါနေရစာပါနေရတော့ရိတ်ဆိုင်ပြန်ပြရတာပရိတ်တယ်ပရိတ်တယ်အဲဒီပရိတ်ကဘလို့သွားလဲဆိုတော့မထူးတော့ပါဘူးဒီကဘလို့သွားလဲဒီတော့ဘာနဲ့ပါလဲခေါ်တယ်ကိုရှာပေါင်းတော့ငါတော့ညဒါကိုရှာပေါင်းတော့ငါတော့ညငါနဲ့ခေါ်ဒီမှာတက်ကိုပေါင်းတော့တော့ညငါခွန်တက်ပေါင်းတော့ချစ်တော့ဒီချစ်တော့မှာကိုခွန်ပေါင်းတော့ဒီ6တက်ပါဒီလေးပေါင်းတော့ဒီ
6တက်ပါဘရိတ်ကလည်းအဲ့ဒီလိုပါပဲပရိသတ်ကဒီသက်ကိုပဲသွားတယ်သူတို့ပရိချာလားချားလို့ကြောက်ဘယ်လိုသွားလဲဆိုတော့ဒီမှာတစ်ရှင်းကိုပရိကိုလေးပရိနင်းကိုပရိကိုလေးပရိဒီကောင်လူကနှစ်ချကျတော့ရှစ်ကိုပေါင်းတော့ဟောနဲ့ဒီမှာဒီလိုခွန်ကိုပေါင်းတော့6ကိုပေါင်းတော့9တော့ညာပရိဒီမှာက3ချက်ပေါင်းတော့4ချက်ပေါင်းတော့2ခွန်ပရိဒီမှာ6ခွန်ပေါင်းတော့3ချက်ပေါင်းတော့1 6ပရိခွန်လေးပေါင်းတော့1နဲ့ပေါင်းတော့2ခွန်လေးအဲ့လိုပြေတော့ချစ်ကိုခတ်ပါမင်းချစ်တော့ချစ်La papaya video share ini kembali ke video awal yang lihat apa ini
ဝါရောင်လေးရတော့မင်းတို့ချက်မင်းကရှစ်သူကနှစ်ရှစ်ခွန်ချစ်ပတ်တိရချစ်ပတ်တိပါပတ်တိရတော့ချစ်ပါပတ်တိရချစ်ပါလားကဲမင်းကပြေးရအောင်မြင်ပါစေအဲ့ဒါ